မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ9လပိုင်း16ရက်နေ့အထိတွေ့မှုတိုက်ပွဲရဲကုန်းတိုက်ပွဲဖြစ်တဲ့ဘက်ကနေပြီးတော့ထွက်ပြေးလာတဲ့ရဲဘော်ကို4ယောက်နဲ့ကျွန်တော်တို့စကားပြောသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဘူတာဘောရဲ့ဘူကြီးတာဘောရဲ့လေယုံတက်ကဘူကြီး PS ကိုကော်နာပေါ့နော်ညီလေးတို့အနေနဲ့တယောက်ချင်းမိတ်ဆက်ပြီးအပတ်စဉ်ရောအဲ့ဒီစရောက်တဲ့နေ့ရောဟုတ်နော်ကျွန်တော်ကပတ်စဉ်20နှစ်နှစ်လဟို2026နှစ်လပိုင်း2ရက်နေမှာပေါ်တာပါလာဟိုနာမည်ကတော့ညမင်းထက်ပေါ်တာဆွဲခံရတာဘယ်လိုအဲ့အကြောင်းကိုပြောလောက်ပါပေါ်တာရွာမှာအိမ်မှာအလောက်ကပြန်လာပြီးတော့တကယ်ချင်း3ယောက်နဲ့အိမ်မှာထိုင်ပြီးတော့ဂိမ်းစော့နေရက်ွက်လူကြီးရဲ့ဟို informer တယောက်ရဲ့ကား2စီးနဲ့လာပြီးတော့နံပါတ်တုပ်တွေလည်းပါပေါ်တာဝင်ဆွဲတယ်ဟိုထွေးအုပ်ရုံးလိုက်ခဲ့ပါတဲ့မိဘယူမနက်ခင်းကျရင်ထွေးအုပ်ရုံးလိုက်ခဲ့ပါမနက်ခင်းကျရင်ကြိုးချောင်းစီပြောမေးပြီးပြန်ထုတ်ပေးမယ်လေအမှန်ထွေးအုပ်ရုံးမှာချုပ်မှာတညတိတ်ပြီးတော့မနေ့ရောက်တော့စူဆောင်းကြီးကိုတစ်ခါလေးတန်းထဲလိုက်အဲ့ဒီကိုပါဝါဒါပထမဆုံးနေ့တော့တိုက်ပွဲဟုတ်တင်းနဲ့ဆင်းကမိုးမှန်တက်ပြီးတော့တက်ကိုရောက်တက်မှာတလမပြည့်ဘူးရက်20ကျော်နဲ့ဒီကိုပါအကုန်လုံး9 6ဟုတ်က73 956ကယူနော်ဟုတ်ကဲအဲ့တော့ညီလက်ကျွန်တော်နာမည်ကမျိုးကိုစန်းမျိုးကိုစန်းဟွာတက်ရုပ်တက်ဝင်ရဆိုရ9လပိုင်း2025 9လပိုင်း15ရက်တင်းနှန်းစင်းရက်ကဟို12လပိုင်း29ရက်2025ဟို2026 2လပိုင်း16ရက်နေ့မှာဇီးနေပင်ရောက်ပါဇီးနေပင်ကနေပြီးတော့ကျွန်တော်တို့ဒီ4လပိုင်း73ရက်နေ့မှာတက်ကိုပြန်တက်ကနေပြီးတော့တခါမော်ဒေါန်ဆိုပြီးတော့ကျွန်တော်သွားပါပြီအဲမော်ဒေါန်ကနေပြီးတော့ပြန်လာပြီးတော့ဒီတက်မှာ20နဲ့9ရက်နေ့ဒီကင်ပြည်နယ်ကြောက်ခတ်ဆိုပြီးတော့အဲကိုစစ်စင်ပြန်ပြောတာမှာပါလာပထမဆုံးကလားဟုတ်အပတ်စဉ်ဘလားအပတ်စဉ်ဆက်ခွန်20နဲ့20ခွန်15ညအကြီးဆုံးဒီထဲမှာဒီနေ့20နဲ့20နဲ့ဟုတ်နင်းအဲ့ဒါနင်းဟိုဟာနဲ့ရောက်တဲ့ရက်နဲ့နင်းဟိုဟာလေးမိတ်ဆက်ပြီးနင်းအကြောင်းကျွန်တော်ကနာမည်ကတော့ရဲမင်းထုံး2025 9လပိုင်း14ရက်နေ့ကျွန်တော်တင်တန်းစဖွင့်ကျွန်တော်ဒီထဲပါလာတာတော့တမီးအဖွားနှစ်ယောက်ရန်ဖြစ်လို့ကျောင်းပါလို့သူဓာတ်နဲ့ခုတ်လို့ပါပါဟိုချုပ်ထက်ထည့်တာချုပ်ထက်ရင်တစ်စက်မှာကျွန်တော်စခန်းဘုကရောင်းစားလိုက်ဘယ်မြို့နေအရာတိုင်းကျက်လက်မြို့အရာရီသားပဲဟုတ်လည်းအရာရီသားပဲအဲ့လည်းပါပါဟုတ်အဲ့ရနေပြီးတော့ကျွန်တော်15ဆိုတော့တခြားပဲစစ်စင်ရေးလိုက်ဘူးလားစစ်စင်ရေးတွေပဲစစ်စင်ရေးလိုက်ပြီးတော့ကျွန်တော်2025 12လပိုင်း2ရက်နေ့ကကျွန်တော်တို့အဲ့ဟိုဇီးတပင်ကိုရောက်အဲ့ဇီးတပင်ကနေပြီးတော့မှခုနဒီကောင်လိုပဲ4လပိုင်း16ရက်နေ့တည်းကြာကျွန်တော်တက်ဖို့ပြန်အဲ့ရနေပြီးတော့မှကျွန်တော်အဲ့ငေါတော်မျိုးသွားတော့ငေါတော်မျိုးမှာတခါလမ်းမှာတော့အဲ့လိုစစ်စင်ရေးတခါတော့ဖြစ်ကြုံတော့တခါဖြစ်လိုက်ဟုတ်ကြီးမမတော့ကြီးမမတော့မဟုတ်ဘူးဒါမဲ့ဟိုဟာ2ရက်တော့ကြာနာနဲ့ပြန်ရောက်တက်ကိုပြန်အဲ့ရနေပြီးတက်ကိုပြန်တက်ပြန်နေရခုဒီ6လပိုင်း29ရက်နေ့ရမှာရှိတဲ့အခုဒီစီစဉ်စစ်တွေပြန်ထိုးဟိုညီလေးညီရဟို2026 2လပိုင်း6ရက်နေ့ရပေါ်တာပါလာနေလည်းပေါ်တာပဲဟုတ်ဟုတ်ပါပြီဟို2026 2လပိုင်း18ရက်နေ့ရတယ်တင်တန်းရောက်တင်တန်းစပွင့်ပြီးတော့ဒီလာတော့ဒီကိုလာတော့အဲတင်တန်းဆင်းပြီးတော့ဒီကိုရောက်လာအမောစီ20အော်နေလည်း20နှစ်ပဲအေးပေါ့တင်တန်းဆင်းပြီးတိုင်အောင်အေးဟုတ်တယ်ဒီလိုတပတ်စံတယ်အဲ့ဆိုရင်အခုဒီကိုလာတဲ့ဒီစစ်စင်ကိုဆက်လာရတော့နင်တို့လာတဲ့အချိန်ကမိုးတွေတအားရွာရောဟုတ်ကဲ့ဘယ်လိုနေကြလဲလောက်ပါအဲ့အတွေ့အကြုံအဲ့ဒါလေးကတော့ကျွန်တော်ဒီပထမလမ်းလျှောက်တယ်ကျုံတဲ့နေရာတဲထိုးရောက်နေတဲထိုးအိတ်တယ်6လေးလိုက်ပြီးတော့မနက်မိုးလင်းအစိုးပြန်ဝေးကျုပ်ပွေးပြန်ထွက်တာအဲ့လိုမျိုးတောက်လျှောက်ရွာတာမိုးကတောက်လျှောက်ရွာတကားမှနေမှာရိခါတွေပါရောရိခါတော့ကိုလာတယ်ကိုလာတယ်ကိုမမကြောက်ကလေးကိုပါဘူးမမကြောက်လူရှိရထုတ်ပြီးတာလူရှိရထုတ်ပြီးတာလူရှိရထုတ်ပြီးတာနှစ်ဘူးရယ်မမတယောက်နှစ်ထုတ်မမတယောက်နှစ်ထုတ်အိုင်ဝါမားပြီးရတယောက်တစ်ထောင်မားပြီးရတော့ရတယ်ဒါအတူနေပါဟုတ်ပြန်မင်းတို့စီအတွေ့အတူတွေပဲမှာမားပြီးအတူတွေထည့်ပြလိုက်ထားပါလားအဲ့ဒါဒီမှာတောက်လျှောက်
တက်လာကွာမိုးရဲရေတယ်တော့ချက်တက်လာတယ်အကယ်၍မင်းတို့ပြောပြီးတော့ဒီစစ်စင်ကိုဘယ်လိုပြောပြီးတော့လာဘယ်ရောက်ရင် သူတို့ဒီကြောက်ခက်ရွာရီမန်းကျက်လို့ပြောရွာရီမန်းကျက် ကြောက်ခက်ရွာရောက်လို့ရှိရင် အိုက်တီ ကြောက်ခက်ရွာရောက်လို့ရှိရင်စကားထိုင် အဲ့မှာ ထိုင် စကားထိုင် နောက်တန်းပြန် နောက်တန်းပြန် အဲ့လိုမျိုးပြော အဲ့ရောက်ရင်မင်းတို့လှုပ်ချင်တာလှုပ်လို့ရတယ် အဲ့ရော အဲ့လိုပဲပြောတာပြီးရင်ဘာမှလုံးမရ အဲ့တော့မင်းတို့ကပါစားတယ်ဆိုတော့အဲ့ထဲမှာတန်တွေရောတော်တော်များများရှိအောင်လား တန်တရားရှိတော့အခုလာတာကတော့ပေါင်း134ယောက်ကိုရအောင်ပါတယ်10ယောက်ကျော်လောက်ပဲပါတန်တရားအဲ့ဒါဟိုကအရာရှိနဲ့ကျန်တဲ့ဟိုကတက်ကျင်ပိုင်းလောက် အစင်ရောပြည်ကြတယ်မင်းတို့တက်တယ် တကယ်တော့မကြည့်ဘူး အမမမရမနဲ့ တကယ်ခொနဲ့လောက်တာနဲ့ထိုးမကြိတ်မယ်လား မိုင်းတန်လို့ တော့ပါတန်း စီနီယာလိုက်နိုင်ခြင်း ဟာကတော့ခက်တယ်အဲ့ဒါလာရတာပြေးဖို့အစားတွေကမကြံစီဘူးလားလို့ ကျန်ပြီးတော့ဟိုတန်းတန်းကျောင်းမှာတည်းကျွန်တော်ပြန်ကျန်တန်းကျောင်းမဟုတ်ဘူးဟိုစီကောင်းရုံးလောက်မှာတည်းကျွန်တော်ပြန်ပြီးသေးတယ်လုံးဝသွားလို့မရ ပေါက်ချောင်းနေမလွတ်လို့ ဟာမင်းတို့တင်လန်းဝဲတွေမှာတင်လန်းဆင်းဝဲမှာမင်းတို့တွေကောင်ကနေအောင်ကွာပစိုးအစ်စ်နဲ့ဟိုလေကရုံးနဲ့ဝှေ့ပြီးတော့ကနေကြရမှာ အဲ့အိမ်နေနဲ့တွေ့ရတယ် ဟမ် အိမ်နေနဲ့ ဟု တွေ့ တ် ရတယ် မင်းတို့အဲ့တော့ပျော်နေရပါပြီးတော့တက်လာရင် တင်းနဲ့စင်းနဲ့ရဲဆိုအဲ့ချိန်ညမှာအိမ်နဲ့ထိတွေ့မှုပေးရ မသိဘူးအဲ့ကောင်ကြီးကြည့်လိုက်ရင်တော့မှပျော်နေကြတာပဲ အဲ့ကျွန် ဟို တော် က တို့ရှိ သူ ပဲ တို့ဟိုဖြစ်လို့သူတို့ပြောလို့မကလိုက်ထု ဟုတ်လား ကျန်တော့ကတော့မကလို့လိုက် အခုလိုမျိုးစစ်စင်ရရပြန်သွားလို့နောက်တန်းရောက်ရင်သူတို့ညစာစားပွဲပဲလုပ်ပြီးအဲ့တော့ကြာညစာစားပွဲအတော့ဝတ်စားအောင်အဲ့လိုမူလာချင်းပေါက်ကြီးတွေဖွင့်တစ်သေးဆိုလဲလူကဆိုကားလူကမကရ မကထိုင်းနေအောင်လိုက်လို့ တယ်ကန် မကရလိုက် ကိုယ့်ရဲ့ကန်နေ စစ်စီတခုပြီးလို့ပြန်ရင် ညစာစားပွဲလုပ် ဒါပေမဲ့ဒီစစ်စီရမင်းတို့ပြန်ပါဟမ်မင်းတို့ကကံကောင်းလို့မင်းတို့လည်းအခုလာတဲ့စစ်ကြောင်း1နဲ့2လားအခုခွဲ စစ်ကြောင်းနှစ်ကြောင်းတက်စိတ်30 တက်စိတ်တော့ အဲ့တင်းနဲ့ တလန်းနဲ့ အဲ့မှာမင်းတို့ထွက်ပြေးတဲ့လူကလွတ်တော့မပြေးတဲ့လူကအဲ့မှာပဲပြန်ခံပြေးငါတို့နဲ့လည်းထိတွေ့မှုဖြစ်ပြီးတော့တော်တော်များများအကုန်သေးကုန်ပြီ ကျွန်တော်တို့မစင်းသေးဘူးခင်ဗျာတော့မှဉာဏ်ရလူတော်များတယ် ငါတော့ဘာမှမဟုတ်သေးဘူးခြေထောက်တွေရဲနေမှာပေါ့မင်းတို့ငါတို့နည်းနည်းလေးဟပေးလိုက်တော့ခြေထောက်တွေရဲမှာပေါ့အကောင်စွတ်တူခြေလိုက်ကြအောင်တဲတော့မိရောမှာထွက်ပြေးတော့အဲ့မှာမင်းတို့၄ယောက်ပဲလား ဟုတ် ကျန်တဲ့ ဒီကတော့ဘာမှတန်းလို့ထိုင်ရတော့10ယောက်လောက်ရှိတယ်10ယောက်လောက်ရှိရမှာပြီးတာကတော့အဲ့လိုအောက်ကနေပြီးအုပ်လိုက်ကြီးတက်လာတယ်နဲ့ကြာဆိုအကုန်လုံးပြီးကြတယ်ပြီးကြတာမှာကျွန်တော်၄ယောက်ကအောက်တိုင်းပြီးတယ်ဟိုကောင်တွေကအဲ့ရှူမြောင်တိုင်းပြီးသွားတယ်ဒါနဲ့6ယောက်ခင်ဗျာ တန်းရောက်တော့မထူးတော့ဘူးလို့ပြေးမယ်လို့အဲ့ဒီကြီးကားတွေအုပ်ထုတ်တနက်ရကုန်ပြစ်ပုံ ပြစ်ထုတ်ခဲ့ ပြစ်ထုတ်ခဲ့ပြီးတော့ဒူးကြီးလို့ပြေးတာရှေ့ရောက်တော့ကိုကြီးတို့ဖွဲ့နေတွေ့တော့ပို့ပြီးတော့အချိန်ပြမလို့ဆိုဒီချိန်တော့ထဲမှာဘာဖြစ်လို့ဖြစ် မင်းတို့အဲ့နေရာကျယ်လို့ညာကျယ်ရွယ်မပြီးတိုင်းမင်းညကငါပြားဖြစ်ပြေးလိုက်တယ်တော့နဲ့အဲ့ ညစာစားပွဲတညကိုသူတို့အလုပ်ပေးတော့တယ်ကျက်တော့မူးအဲ့နောက်နေ့ကျရင်တောက်လို့မရဘူးတောက်တာနဲ့ထိုးတယ်ကြိတ်တယ်ဘိုးကင်းနဲ့ထည့်တယ် မူးနေလို့မထားနိုင်လဲပို့ချိန်တယ်အဲ့တိုင်းဟုတ် အဲ့မူးနေလို့မထားနိုင်လို့ထိုးရင်နှာခေါင်းတွေကတွေးကြပါးစပ်တွေကတွေးကြအဲ့လို ဟိုတနေ့ကအဲ့ဒီမင်းတို့နဲ့စတွေ့တော့ငါတို့ဘူကြီးဘူတာဘောပြောတယ်လေမင်းတို့စစ်တပ်ကပြောလားဆိုပြီးအဲ့လိုပြောတယ်မင်းတို့ဘယ်လိုလဲအဲ့ဒါ အဲ့မပြောဘူးဟိုကိုစိတ်မပါပဲ စားရစိတ်ခံပါမရှိ စားရဒီလိုမျိုးဖြစ်လာမယ်လို့လည်းမတွေးရဘူးစိတ်ကူး ပြ လည်း စ် မ တဲ့လူ နေ တွေ ဘူး ကတော့တက်တက်ကြတာပေါ့ အတင်းကြံပရိုင်းလို့ ပြစ်တဲ့လူနဲ့မပြစ်တဲ့လူနဲ့တော့တပုံလောက်ပဲပြန်ပြစ်ကြ အခုအဲ့မှာကြံခဲ့တဲ့မင်းတို့တငယ်ချင်းတွေများတယ်ပတ်စင်နေ ဟုတ်ပါဘူးဘယ်ဆင်းနေရဟုတ် 23တော့ထက်ရအောင် သူတို့ရဲ့စိတ်ချင်နေရောဘယ်လိုရှိထားမယ်ပေါ့ကွာဒီ ရှုံး နေ့ ပါ မှ ရ တချို့ကောင်တွေလမ်းမှာတွေပြီးကြတယ်တချို့ကောင်တွေလမ်းမှာတွေပြီးကြတယ်တချို့ကောင်တွေကြတော့လည်း ပြီးတော့ ဒါကင်းတွေကတူးကြရဲကောင် လ တွေ က်စီနီယာကျရင်နိုင်ကျင် ဒီထဲမှာ2ယောက်ပြီးသေးတယ်ပြန်မိ မိရ 23တော့ကောင်း ဘယ်လိုဖြစ်ပါလို့ မိတော့ယူရမှာနှိမ့်ဆက် ဒီကမနှိမ့်ဆက်ပြီး လို့ တော့ ကြောင်းသိရတဲ့အတိုင်းနှိမ့်ဆက် နောက်တောင်းပြန်ဖို့ ပြေးတာပဲဘယ်မှာပြေးရဒီစစ်စင် စစ်စစ်လေးစစ်စစ်လေးတနက်တွေတော့ထား ဟိုနောက်တန်း သူတို့တနက်ညီလေးတို့တင်ရ ဟုတ်လား အဲ့ အ ဒါ ကော ကော င့် င်း ကပြန်ပြီးဟိုမှာထုတ်ထောင် ဟုတ်ယူရမှာထားပြီးသူ့ ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်မှဆက်ပြီး ပြေးတော့မင်းသူတို့မမြင်ဘူးလားမင်းတို့ပြေးရ နောက် ရင်းနောက်ကဒဏ်ရာရပြီးပြေးလာ ဒဏ်ရာ ဟောသူပြေးကိုပြေးအကုန်လုံးငါတို့နဲ့တွေ့တော့ဟော သူရဲ့ကိုရတဲ့ဒီမှာလိုက်မကြည့်ကြတော့ ကြည့်တော့ကိုချစ်နောက်ကြတဲ့ချက်တော့ပြဿဖောက် ချီဦးတွေကပြီးရ ပြေး
တော်လေးဟိုဘက်ပြန်ပြီးပြီးပြီးအလကဟိုမှာရအောင်ပဲပါလေအထူတောင်းခံအောင် မဟုတ်ကွာသူအဲ့ဟောက်ဂုံးတိုင်းကားလမ်းမဘက်ရှိတဲ့ဘက်ပြီးစင် ကားလမ်းမမရောက်ဘူး၄ယောက်တိုင်းညင်ရညှုံပဲကြီးလာ အသက်နဲ့တက် ဆက်ကို စက်ကိုနဲ့ ကျွန်တော်20နှစ် နောက်20ခုအမြင်သူပဲဆက်ကို အမရောအသက်ရွယ်ပါနင်တို့ရွယ်များပါ ဟုတ် ဟိုက20ဆုံးဆုံးပုံကြည့်နေတယ် တချို့ကြအဲ့လိုဆက်ခွန်ဆက်ရှိတယ်ဒီကောင်ကြီးကဟိုမအူမလဲကောင်လေးရပါ အဖိုးကြီးလည်းပါတင်တန်းကျောင်းမှာဆိုရင်တော့အစုံပေါ့ပိုလီယိုတွေပါပါ ပိုလီယိုတော့ တန်တန်မြန်မြန်ပဲရှိရပါ ပိုလီယိုတော့ ပြန်တော့မင်းတို့လောက်တော့ရောက်တော့စပတ်တော့ပါပိန်ညောင်းပြီးတော့မလေးဒါတော့ဘာမဟုတ်သေးဟိုအရင်စစ်စင်ရေးတွေမှာဆိုငါတို့အဖွဲ့တွေနဲ့တွေ့တဲ့စစ်စင်ရေးဆိုတလားတော့2လထမင်းလုံးဝမစားရဘူးမမေုံနောက်ကြပြန်မေးကြည့်တကယ်မစားရဘူးငါတို့ပိတ်ထားတာအမှဘာလိုက်စားလဲငပြောဦးလိုက်စားတယ်နောက်ဆုံးအဲ့ဒီငပြောဦးကုံသွားတော့ပဲဖျားစားလဲကွန်းပြီးပင်လေအဲ့ဒီကွန်းပြီးပင်ခေါင်းခွာပြီးတော့ပါစားတယ်အစာရင်ဒီမှာဖြစ်လို့ငါတို့စီရောက်တော့အလင်းကိုတချို့အလင်းဝင်ညာတချို့ကြတော့အဲ့လိုမျိုးဆိုတော့လက်နဲ့ချရတယ်အဲ့လူတွေပြန်ပြောရတယ်ဆိုတော့ခမင်းလုံးဝမစားရဘူးစားဖို့လည်းမရှိတော့ငါတို့ပိတ်ထားလိုက်တော့အဲ့မှာကွန်းပြီးပင်ခေါင်းတွေလိုက်စားအဲ့ဒီငပြောဦးလိုက်စုပ်ငါတို့စီရောက်ထမင်းစားရင်စားမနိုင်တော့ဘူးအကောင်လုံးဖိုးအံအစာရင်ဖြစ်သွားပြီအဲ့လိုမျိုးဒါမင်းတို့စောစောလေးရောက်သွားဆိုတော့ကိုရင်းကန်ကောင်းတယ်ပြောဆိုတော့ငါတို့တော်လန်ရုပ်အစားတော့နင်တို့နဲ့ဟိုဘာမှဖြစ်ပါဘူးဆိုပြီးတော့ပဲနေခဲ့ကြတာပဲလေအဲ့တော့ဒါမဲ့မရပါဘူးအဲ့လိုနေလို့ကိုယ်နဲ့မဆိုင်တယ်လို့မျိုးအစ်မှာငါတို့နေရာမှာမဖြစ်ဘူးတခြားဘက်မှာပဲတိုက်ပွဲဖြစ်တာငါတို့နဲ့ဒီတော်လန်ရေးစစ်ပွဲစိုးကျိုးမခံရဘူးပေါ့နော်အဲ့လိုမျိုးပဲနေခဲ့ကြတာပဲလေဆိုတော့နင်တို့ကအပတ်စဉ်လေးဆိုရှေ့မှာ4-5နှစ်ရှိနေပြီတော်လန်ရေးဒါမဲ့နောက်ဆုံးအနေနဲ့မရဘူးလေစစ်ရဲ့စိုးကျိုးကဒီတော်လန်ရေးစစ်အာဏာရှင်ရဲ့စိုးကျိုးကလက်တယောက်တစ်လက်ရောက်လာတာပဲရောက်လို့ပဲနင်တို့ပေါ်တာဆွဲခံရတယ်မဲပေါက်လို့ပါရတယ်အဲ့လိုမျိုးရောက်လာရတာပဲလေဆိုတော့ပြောရရင်ကတော်လန်ရေးကကိုနဲ့မဆိုင်လို့လည်းနေလို့မရဘူးတနေ့မင်းအလဲကိုရောက်လာမှာပဲရောက်လာမှာဆိုတာဟိုလူငါတို့ဘက်ကလည်းမင်းတို့ဒုက္ခလိုက်ပေးအဲ့လိုမျိုးပြည်သူဒုက္ခလိုက်ပေးဆိုလိုချင်တာမဟုတ်ဘူးစားကစားအခုဆိုမင်းတို့ပေါ်တာဆွဲတယ်နောက်တစ်မျိုးကမဲနိုင်ခိုင်းတယ်ကိုလည်းမနိုင်ရဘူးဒါမဲ့မဲပေါက်သွားတယ်အဲ့လိုမျိုးအဲ့ဒီမှာကျန်တဲ့ငွေချင်းတွေကဘယ်လိုလဲစိတ်အခြေအနေ စိတ်ချင်းတွေကတချို့တစ်ဝက်ကတော့ဒီပြေးခြင်းနဲ့စိတ်ကပေါက်တယ်သူတို့ကလည်းဒီပြေးခြင်းနဲ့ဆိုပြောလို့မရဘူးအဲ့အဲမှာလည်းဒီကျွန်တော်ဖွဲ့ထဲမှာလည်းသူတို့ကတကြိုထည့်ထားတယ်အဲ့လိုပြေးခြင်းနဲ့လို့ပြောတဲ့အတန်ကြားတယ်အကောင်နောက်နေ့ကျတယ်ဘူကင်းနဲ့ထည့်ပြီးနှိမ့်ဆက်အဲ့လိုမျိုး အတန်ထွက်လို့မရ ပါဇက်ကရောလေးကြောင်ထွက်လာထွက်လာ ပြီးရင်သူအဲ့ဒီထဲမှာထည့်ထားတာလည်းတချို့ကလည်းသူတို့ရဲ့ဒီတန်ဒီပေါ့ တန်တယ် ဟုတ်နည်းနည်းလေးမမလို့ရဘူးလောက်တာနဲ့အဲ့တန်ဒီစီနီယံဆိုတဲ့ကောင်ကပဲကျွန်တော်တို့ရိုက်တယ်ပုတ်တယ်ပြီးရင်ဆရာတွေရိုက်တယ်ပုတ်တယ်အဲ့လိုမျိုး တယောက်ရိုက်တော့လည်းနောက်ကတောက်ဆောင်အဆင့်လိုက် ဟာ အဲ့တိုင်း မူးနေကိုဆို မူးဝင်ပူတော့ မူးနေအကြောင်းရှိအကြောင်းရှာဘားတိုက်ထဲဝင်လာပြီးထိုးရ ပညာပြ သူ့မျက်လုံးနဲ့တောင်မကျိုးရဲ့ကောင်တွေပြုံးနေတယ် ဟာ မနေ့မိုးလင်းညလုံးနှလုံးစားပွင့်ပြီဆိုတော့ငါးနဲ့ဆဲတာညလုံးနှလုံးပိတ်တဲ့အထိပဲ မိုးချုပ်တိ မရှုပ် ဒါတော့သိမလို့ရှင်တွေခု7နာရီ9နာရီမအိမ်လို့ဒါသေးရလိုက်ကြည့်ရတယောက်ချင်း လာတာအခုအခြေခံက အခြေခံတင်နန်းသားလားစားတော့2သိန်းနဲ့4တောင်တင်နန်းဆင်းပြီးသွားလို့2လ3လလောက်ကြာကြရင်တော့3သိန်း4တောင်ဆိုပြီးတော့တူပြီ အဲ့ဒါကိုပြန်နှုတ်သေးတယ် ဟုတ်သူတို့ဆင်ပြီးတဲ့ဒီဖက်ကအစအင်ကြီးအစအကုန်လုံးနှုတ်တယ် ဘာကြ သူတို့စင်မြင်တာမှန်တယ် ဒီကြားထဲဟို ဟိုကြရင်သူတို့ကဟိုစစ်စစ်အတွက်ရဟောဖို့ဆိုပြီး ပခတ်ဝယ်ဖို့ဆိုတော့9000ဖြတ်သွားတာဘာမှလည်းမရဘူး ပြီးရင် အဲ့ဒါ9000လည်း ပစ္စည်းကကိုယ်စီမရောက် သတင်းလည်းပို့လို့မရဘူးသတင်းပို့ရင်လည်းမသိကြအောင်ပဲဆောင်း ကြက်သွားပို့ရင်ရိတ်ရှည်ဆိုထိုး လာတာရ3သိန်းကျော်ပြတ်တာတစ်ဝက်လောက်ဖြစ် ဟုတ် ကျန်တဲ့တစ်ဝက်ကမရဘူးပစ္စည်းရလည်းလာမပို့ဘူးဟုတ်မင်းတို့လာတော့အင်ကြီးတစ်ထည်ကိုတစ်ခုပဲ တက်ပြင်းနဲ့ထွက်လို့မရတက်ထဲကဆိုင်ရင်ဈေးအရင်ကြီး ဒီထဲရတဲ့ပစံဒီထဲမှာပဲပေါ့အမှမင်းတို့ကန်ကောင်းပါလေ
ပွဲပဲတိုးပါသေးတယ်ရှေ့လျှောက်လောင်းမယ်ဆိုတော့ကဒီမင်းတို့စီကနောက်ထပ်အဲ့ဒီပါစာတွေရောမင်းတို့နဲ့ဘဝတူတွေပေါ့ကွာ ဟုတ် အဲ့လိုမျိုးရဲဘော်တွေညီငယ်တွေအတွက်ရောမင်းတို့အနေနဲ့ဘာပြောချင်လဲ ဒီဘက်ထဲပဲလာ ဒီဘက်ထဲတော့လာ အများကလာတယ်နော် ပြီးတော့ဒီအပြင်မှာရှိသေးတဲ့လူငယ်ပိုင်းတွေပဲသတိဝိရိယနဲ့နေလို့ပြောသေးတယ် သူတို့အဲ့ထဲနေတော့ပြီးဖို့ ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကကြုံရင်ကြုံလို့ဝင်ဆွဲတော့လေပြရင်ကောင်းကောင်းမွန်မွန်ခေါ်တာမဟုတ်ပိုးတယ်ရိုက်တယ်ကျူးတုတ်တယ်ကြအချုပ်ထဲထည့်တယ်အဲ့လိုမျိုးရှိ လှုပ်ရှင်လည်းမရဘူး ဟုတ်မလုပ်ချင်လို့ လာ လည်း ခေါ်ရဲမင်းတို့ပြေးမှဆိုပြေးပြစ်မှာအေးဟို ထွန်းတက်လို့မရထွန်းတက်တန်းပါရ ရှားကြီးတဲ့ကောင်ကတော့ဘာမှ လို့ မ ရှိ ရ ရင်နည်းနည်းလေးစကားလည်းမမရဘူး ကပ်ပေါ်တဲ့ခေါင်းကုန်းလေးဘာမှပြန်မပြောနဲ့အဲ့တိုင်းပဲအတန်ထွက်လို့မအတန်ထွက်တာနံပါတ်တော့နဲ့တန်းခေါ် ဇောင်းကြွနေတဲ့လူတွေရှိတယ် ရှိရဟို ပါစာထဲမှာပါစင်နေ ပါစားတယ် စစ်သွေးကြွနေ ရှိရှိ ချာဖြုတ်မယ်သိပါမှာဆိုတော့ဒီနေ့တခြားဘာပြောချင်ရှိအောင် ဘာပဲကျင်နေ မ ဆို ကျင်းတဲ့ တော့ ထိုင်ပဲရှိ မကျင်တဲ့တာတွေတော့ရှိရဒီကောင်လေးတကယ်လို့ကိုကြီးတို့ဘက်ကအခွင့်အရေးပေးမယ်ဆိုရင်ကျွန်တော်တို့ကဒီထဲကိုပြန်ဝင်ခြင်းဟုတ်ဒီကောင်လေးကိုပြန်ပြီးတော့တော်လန့်ခြင်းကိုရီနှိမ့်သက်ထားသမျှတွေမကျင်တတ်ဘူး တယ်လေမင်းကူကမင်းတို့ပြောတာအချင်းချင်းတပ်ဖွဲ့ဝင်ချင်းချင်းတော့ဘယ်လောက်နှိမ့်ဆက်နေရပြည်သူဆိုတော့မပြောနဲ့တော့ငါတို့ဘက်ကအခုမင်းတို့ဖမ်းမိရငါတို့ဘာလက်ဖြားနဲ့လည်းမလုပ်ဘူးဘာမှလည်းမလုပ်ဘူးဒီလိုပဲငါတို့ကဒီစစ်တုံးမှန်ဥပဒေကိုကောင်းကောင်းနားလဲတယ်ကောင်းကောင်းလဲလိုက်နာတယ်ရန်သူကကိုယ်စီမှာလက်နဲ့ချလင်းဝင်တဲ့သူငါတို့ဘက်ကဆဲတိုင်းထွာခွင့်တော့ငါတို့မရှိဘူးတပွဲထဲမှာသူလားငါလားပြစ်တာတော့ပြစ်တာပေါ့ကွာအဲ့ဒါတော့ဟုတ်တော့ဒါပေမဲ့ရန်သူဘက်ကလက်နဲ့ချလင်းဝင်လာတဲ့လူမျိုးကိုအညံ့ခံတဲ့လူမျိုးကိုငါတို့လုတ်ပိုင်ခွင့်ဘာမှမရှိဘူး အခုသူတို့လုပ်တဲ့ပုံစံအခုကျွန်တော်ဒီဘက်ပါလာစစ်စင်ရေးမှာဆိုရင်မိသားစုတွေကတေးလားရှင်လားမသိရကိုရီကို နောက်တော့ဟုတ်နောက်ဆုံးနောက် အခုကျွန်တော်တို့ခံမှန်းစီရတော့အခုဒီကောင်လေးကြမယ်ဆိုရင်တော့အယောက်20ဝန်းကျင်တော့ကြမယ် မင်းတို့အဲ့ဒါကြောင်းလုံးမတော်တော်များများသေးအကုန်သေးမျိုးပြေးတဲ့လူလောက်ပဲအထက်မှာရှိတဲ့ရဲဘော်တွေကွာတကယ်လို့ထိတွေ့မှုဖြစ်လို့ရှိရင်မင်းတို့အဲ့ဒါတစ်ချက်ပြောမှရမှာမင်းတို့ညီကိုတွေကလည်းတချို့လှုပ်ရှင်မဲ့လှုပ်နေရတယ် ဟုတ် တော့မင်းတို့အနေနဲ့ဒါစကားပါလို့ရတယ်ကွာဒီဗီဒီယိုဖိုင်တွေဆိုတာတနေ့မဟုတ်တနေ့သူတို့နားတယ်ပြန်ရောက်မှာပဲအဲ့တော့ဒီဘက်မှာငါတို့မင်းတို့ဘောမှာဘယ်လိုမျိုးဆက်ဆံလဲအဲ့ဘက်မှာဘယ်လိုဖြစ်ဆက်နေဘာဖြစ်မလဲဆိုတဲ့ဟာလေးတစ်ချက်ပြောပေးလိမ့်နော်ဘာလို့ဘဝအတူတူတွေပဲအကုန်လုံးကငါတို့လည်းပြည်သူပဲမင်းတို့လည်းပြည်သူပဲဒီအောက်မှာတမန်လှုပ်တိုင်းခံမလှုပ်ရှင်လည်းလှုပ်ရှင်လည်းလှုပ်နေရတယ်လှုပ်ရှင်တာတော့မှပဲဟိုအထိန်ကိုနဲ့အထုရိုက်ခံပြီးလှုပ်နေရတဲ့ဘဝကိုအဲ့ဒီလူတွေအတွက်မင်းတို့ကိုချင်းစာပြီးတော့တစ်ချက်အဲ့ဒါလေးပြောပေးလိမ့်နော် ဟုတ်ကျွန်တော်တို့ကတော့ဖြစ်စေချင်တာကတော့ဘူးသူတို့အဲ့ဘက်မှာဆက်နေမယ်ဆိုရင်ညှင်းမနှိမ့်သက်ခံရမယ်ဆာငတ်ရင်ငတ်ဖြစ်မယ်ကောင်းကောင်းမွန်မွန်မနေရဘူးအေးပြတ်မယ်ဒီဘက်ဝင်လာပြီဆိုရင်ဒီဘက်မှာကောင်းကောင်းမွန်မွန်ထားတယ်ကောင်းကောင်းမွန်မွန်ကျွေးတယ်ဘာမှလည်းမလုပ်ဘူး ညီကိုစိတ်တဲ့ ဒီကိုစိတ်တဲ့နဲ့ကျွေးတယ်မွေးတယ်လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ကျွေးတယ်မွေးတယ်ဘာမှမလုပ်ဘူးဒီဘက်ကိုဝင်မယ်ဆိုရင်တော့ဟိုဘယ်လိုပြောမလဲသူတို့လက်ထဲကတော့လော့အောင်ပြီးပေါ့ကောင်းကောင်းမွန်မွန်ထားတယ်ကောင်းကောင်းမွန်မွန်ကျွေးတယ်ကျွန်တော်တို့ကဟိုမှာဆိုရင်ထမင်းတနက်ကျွေးရင်၄ယောက်ကိုစလုံးအပြည့်ကြီးတွေကျွေးတယ်2ယောက်သာ3ယောက်သာအဲ့လိုမျိုးထည့်ထားထမင်းတွေကအဲ့လိုမျိုးကျွေးတယ်ကောင်းကောင်းမွန်မွန်ထားတယ်အိမ်နဲ့နူးနူးထွေးထွေးအေးရတယ်အဲ့လိုမျိုးပေါ့ဟိုကောင်လေးရှိမှဆက်နေမယ်ဆိုရင်တော့အပြည့်လောက်တာနဲ့ဖိုးမယ်ကြိတ်မယ်သူတို့ရှိရထွက်ပြေးလို့ပြန်ပြီးရင်ဘိုးကင်းနဲ့ထည့်မယ်ရိုက်မယ်နှက်မယ် ချုပ်ကြ အချုပ်ကြမယ်ဒီကြတဲ့တနက်ပါသွားလို့ရှိရင်တေးမင်းရပေး တိတ်မိန်ပင် အကောင်းဆုံးကတော့ဒီဘက်ကိုလှမ်းတာတော့ကောင်းပါလေဒီကောင်လေးရှိမှဆက်နေရင်တော့ညှင်းမနှိမ့်ဆက်ခံရမယ်ဆဲဆိုခံရမယ်ဟိုသူတို့မလွင်မလို့သူတို့မထင်းသူတို့လုံးမယ်ရမူးလာရင်ပို့ဆိုးတယ်ဟိုမှာတော့အပြစ်လုပ်လို့ရှိရင်ရိုက်တာတော့ကိုရဒီပေါတူးတက်တဲ့အယိုးတော့ဘလုံးလေးတသားတော့ပြီးနေရိုက်တာအဲဘိုးကင်းနဲ့ဝင်5ချက်အထွန်း5ချက်အခုအပေါ်ပါသွားခြင်းလို့အိမ်သာသွားခြင်းလို့ဆိုအထွန်း2ချက်အဲ့လိုမျိုးရှိုက် ချီးပါကြအောင်အောက်တာဟုတ်သေးတော့ တယောက်ကပုံ သူ မှ တို့ န် ရိုက် လေး လိုက် ချက်ငါ ပြင် ချက် လေးရ တော့ ပြတာမရှိဘူးပုတ်ပြီးတော့ အဲ့လိုနဲ့အဲ့ဒါနဲ့ပဲထိတ်ချုပ်တာနော်မင်းတို့နော်အကြောက်တရား သူ တော့ တို့အာနာသူတို့ကတော့အဲ့ဒါ အေး ဟိုပြီးရင်အဲ့ဘိုးကြီးတွေကပို့ဆိုးတယ်သူကအထက်ပါအောက်ပြီး
ကြီးလာတယ်စိုးလာတယ် တရင်နဲ့ဆရာ2ရင်နဲ့ဆရာ3ရင်နဲ့ဆရာတွေ့သူတို့တွေ့ရင်ပိုဆိုးတယ် အနိကထူတဲ့လူတွေလေသူကတက်ကြကြီးဟိုကကားဘော်ဒီကလုံးလဲတော့တက်ကြကြီးပဲလေမှာဆိုတော့ထူကောင်းတယ်ဒီကောင်းလေ အဲ့တက်ကဆရာတွေဆရာကြီးတွေသူတို့မူးတိုင်းစကားများသူတို့ပြောသမျှကိုနားထောင်ဟုတ်ကဲ့ပဲပြောမှန်ထိုင်ရင် မဟုတ်ဘူးလို့တော့မပြောနဲ့မဟုတ်ဘူးလို့ပြောရင်ကြိတ်တာ ဟုတ်တယ်လို့ပြီးပြီးသားထွက်တယ် ရ ရကြာမ သူ လို့ ဘာပဲပြောခေါင်းငုတ်ပြီးတော့ခေါင်းငင်ပြောအဲ့ဒါ သူတို့ကဝချမ်းရင်ဝလုံးကြီးဆိုလဲဝလုံးကြီး ဝလုံးမဲ့ ဟုတ်ဝချမ်းရင်ဆို အဲ့မှာတော့တခါနေမကောင်းလို့ဆိုပြီးတယောက်ကနေကင်းဘက်ဆေးသွားတောင်းလို့ဆိုပြီးတော့အမှဘူးကြီးကပေါက်ပြီးတော့ထိုးတာကန်တာအဲ့ရေကန်နဲ့တော့ပြုတ်ကြတယ်အကူကြီးတယောက်ဆို ညီလေးတို့ပို့ချခိုင်းတာတော့ သူအဲ့ဒါမျိုး သူကခိုင်းတာတော့မလုံးခိုးမှာလေ နေမကောင်းတာလူများလို့စေကန်းသွားတာများရင်လည်း ထိုးတယ် အဲ့ဟို တန်းစီပါရိုက်တာ ဒီကစီကလာပြီးကြိတ်သေးတယ်တန်းစီပြီး ဟေးဟိုဟာနေမကောင်းတဲ့ထိုး ဟိုဘာမှမလုပ်ရသေးဘာဖြစ်တာလို့ညာဖြစ်တာ မင်းတို့တူဟန်စီရော အဲ့မှာ ဟို ကျန် ပြောတော့ကြံကတော့ကြာတာမကြတာမသိ ပေသွားပြီလေတူဟန်စီကကြာသွားရဲမှာပဲတူဟန်စီတယောက်ပါ ဒီကစီတယောက်ကျန် ဘူးတယောက်ကြာ ဟုတ် ကြာသွားတာဘူးအဲ့ဒီကျောင်းဝင်နေသူကတော့ သူက ဘူးအခမ်းပေါ့အရာခံပေါ့ အဲ့ဒါဘယ်တော့ကြာ ပွင့်မလဲရတယ်အဲ့နေ အဲ့နေရပဲကျွန်တော်မပြေးလာ ကျွန်တော်မလာခင်တည်းကသူကြာ အော်ရှင်းနေပြင်မယ်အော်ရှင်းနေပြင်မယ် ဟောရှိ တော့ဝင်တယ် နာမည်မမိ မပြောရတယ်သူ သူ က ကမဲဆောက်ခေါ်တီပေါ်ပဲဒီနမဲရတခါမှမသိ သူနဲ့ကိုယ်ကတွဲတာလည်းမကြောက် ဘူးဒီရင်တော့တိုင်ရမှနေရ ဘူးပထမငေါတော့မှတို့ကအဲ့လိုကိုကပုံမှုတယောက်ကြပါသေးတယ် သူကပါလာ အဲ့သူ့ရဲ့ကိုစား ဗတ်တယ်ဖြစ်မှာ အစားပြန်ထုတ်တာ သူစားသူကဒီစစ်စင်မှာပါလာပထမဘုံမှုတယောက်ကအဲ့မောတောင်သွားတဲ့ဘက်မှာကြာပါလားဖူလီထီပြီးတော့ စောကြတယ်စောနာကြံခဲ့တဲ့လူတွေလည်းသိမှာပဲဒီနေ့မို့ဒီနေ့ဒါပေမဲ့ပြေးလို့ရတဲ့အခွင့်ခါတော့ပြေးပါကွာဒါပေမဲ့မင်းတို့ပြေးဖို့ပါဖို့ကခက်ခဲမှာကငါတို့လည်းသိပါတယ် အခုပြေးလာတာဒီမှာစစ်စင် အဲ့ဒါမျိုး အရာ အခုလိုမျိုးလွတ်လပ်နေဖြစ်တော့ပြေးလို့ရတယ် ဒီထီတူမှုဖြစ်နေတဲ့အချိန်မှာသူတို့ကအရှိ့မဲနေရင်ကိုရီးယားနောက်ကထွက်ပြေးအဲ့လို အခုကအခွင့်ကောင်း ဟုတ်ခွင့်ကောင်းကိုကခွင့်ကောင်းပြီး အခွင့်ကမိပါ မကြီးရအောင်ချင်းချောက်ထားသေးရဲ့ဒီဘက်ရော တိုင်းတောင်းတော့ထွက်ရ အဲ့ဒါ နင်းနေမှာ ဒီကရောက်လို့ရှိရင်တို့ကအခုအဲ့လိုမျိုးပေါ့တို့လိုချင်တာလေးတွေ တကယ်ရောက်လဲရောက်လာစီနေကြီးလို့ အခုဘယ်လို တို့ ပြောလဲ လိုချ ဆို င်တာ တော့ လေးတွေမေးပြီးတော့တို့လိုချင်တာလေးတွေကိုကောင်းအောင်မေးကောင်းအောင်ထားကောင်းအောင်ကြွေးပြီးတော့မေးပြီးတော့တို့လိုချင်တာလေးရသွားလို့ရှိရင်အဲ့လိုမျိုးတော့တက်ပြင်တို့တို့အဲ့ ပြ လို တ်မှာမင်းတို့ဒိုင်းမဆော ရောက်လာတော့ကျွန်တော်တို့အဲ့လို လက်နဲ့မပါဘူးဆိုရင် ရောက်တယ်အဲ့လိုဟင်းကောင်းတဲ့တို့တို့ရည်နားတဲ့ရောင်ကိုကြောက် မင်းတို့တတ်မယ်တို့ဒီကျရင်ပတ်စံပေးပြီးတော့ line မတင်ပြီးတော့ဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးပြီးရင်မင်းတို့တစ်ပတ်မကြောက်တက်ပြတာတို့အဲ့လိုမျိုးကြီးပဲပြောတယ်ဒီလက်နဲ့မပါရင်အဲ့လိုမျိုးတို့လိုချင်တာမေးပြီးတော့မင်းတို့တတ်မယ်ပေါ့အေးငါတို့ကလည်းမိရင်လည်းတဲ့ငါတို့ကလည်းတဲ့ဟိုဘာမှမမေးငါတို့ကတစ်ခါလေလက်ထိတက်တာတဲ့သူတို့ကကျွန်တော်တို့အဲ့လိုပြော ပြေးလို့ပြန်မိ မဟုတ်ဒီကိုတို့ဘက်ကပေါ့ကိုတို့ဘက်မိပါရင်ကိုတို့ဘက်လူမိပါရင်တို့အဲ့လို သူတို့ကတကယ်တက်တာပဲလေဟုတ်တယ်လေဘာကြည့်ကြမှမလိုက်နိုင်လားကြီး တက်သူတို့တက်ထဲကထွက်ပြေးလို့ပြန်မိရဆိုရင်သူတို့ကိုယ်တိုင်လေလိတက်မယ်သူတို့ဖွဲ့နဲ့မတွေ့လို့တခြားဖွဲ့နဲ့တွေ့တယ်တခြားဖွဲ့ကလေလိတက်မယ်ကိုတို့ဘက်ရောက်ရင်ကိုတို့ကတက်မယ်ပေါ့တနတ်မပါညာပဲအဲ့လိုပြော ပြေးရရှောက် ချင်းချောက်တယ်ပြကြလို့တက်ရောက်ဝင်လို့ရှိရင်အိမ်သာနောက်ကိုမသွားနဲ့မိုင်းနေထောင်ထားတယ်ဘာညာပေါ့ ပြေးပါဆို ပြေးပါဆိုလို့ တကယ်လည်းထောင်လာ ပြေးမထောင်တာကြာ တကယ်တ အိ ည်း မ်သာနောက်ဖက်တွေ ရန်သူ ချယ်ရီယိုမလုံတဲ့ဘက် သူတို့လိုင်းတစ်ပေါက်လောက်ပဲဖွင့်တာ သူတို့အထွက်လန်းတစ်ပေါက်လောက်ပဲ တိလဲသူတို့မိုင်းထောင် တက်ကဒီကားလန်းဘေးမှာဆိုတော့ဒီခြုံလေးတိုးပြီးဘယ်လောက်မှမတော့အောင်အခုထမ်းမဲ့လောက်သွားရင်ကားလန်းမရောက်ဘူးတက်နေဒီလောက်နေ အတိချာချင်းချုံနေကြတဲ့ကားလမ်းမြင်နေရ အဲ့လိုမလုံတဲ့ဘက်တွေထွက်ပြေးရတော့ပါလို့ဖြစ်မှာလို့မိုင်း ဟိုကငါတို့လာမှာခဏထားမင်းတို့ပြေးမှာမိုင်းတောင်းပြီးတော့အဲ့လိုဖြစ်ဒုက္ခမင်းတို့ဟာ ပြင်းအပြက်မင်းတို့ပြေးခြင်းပြေးခြင်းနေမိုင်းနေထောင်တာအပြက် ရင်းရဲ့ပြေး ခြေထောက်ပူပါပြေး မင်းတို့ခြေတော်ပူ မင်းတို့အတက်ထွက်တယ်ဆိုရင်ပြေးအလိုင်းပြော ဟိုခြေထောက်ပူပါတာတို့မင်းတို့ ပြောလိုက်လေခုအတက်ထွက်နေပြီတော့အဲ့တော့အတက်တာမဟုတ်အပေမှာပေါက်နေတယ်တော့ဆိုးရ အိမ်မနေတော့မိတောင်ပါတစ်ချက်မရဘူးသူတို့စီအောင်ပါရလဲထိုးသွားလိုက် မျိုးစုံ ပါရလိုက်ထိုးရလိုက်ရင်ဘက်ဆောင်းကန်လိုက်ခေါင်းလေးကို အဲ့ကောင်ကန်ကားတော့ဒီနေ့ဟိုပင်တော့လွန်သူက ကန်လားဘယ်သူကန် အဲ့ဘူကြီးဆိုတယ် ဟို အဲ့နှစ်ပွင့် ကြီးတယ်နေ သူကသူ့အိမ်နဲ့ဖုံးပြောခြင်းလို့ခဏအဆောင်ပြန်သွားတာ အဲ့လိုပဲသူ တော့ တို့ ကနေဆိုင်ကကြီးနဲ့တော့အကုန်လုံးတော့ ပွဲတွေလုပ်ပြီးပြီးတော့သူတို့ကကခိုင်းတာ အညာသာစားဖို့ ညစာစားပွဲပါလိုင်းက
ကျွန်တော်တက်ကလိုင်းကအဲ့ဒီဟို9နာရီနောက်ပိုင်းလောက်မှရတယ် ဟိုက6နိုင် 6နာရီ6နာရီ 6နိုင် 9နာရီ ခွဲ လောက် ဒီ ရ တိုင်းပြီး7နိုင်ခွဲကြော်ပိုင်းအဲ့ဖုန်းလိုင်းနေပြတ်ကုန် ညာပိုင်းပဲ မိချက်ကကြတဲ့အချိန်နဲ့ပဲအဲ့မိချက်ကလည်းညနေ6နိုင်ရနေည9နိုင် တရက်မှ4နာရီ 9နိုင်ရှိပဲ10နိုင်ထိပဲရ ညာပိုင်းပဲအိမ်နဲ့ဖုန်းပြောရဆိုတော့အိမ်ကိုဖုန်းဆက်ရှင်လို့ဆိုပြန်သွားတာသူတို့ကြီးတဲ့လူတွေလည်းတရင်ပို့ပဲကြီးတဲ့လူကတော့ဘိုးရောမဟုတ်တက်ကျက်3ရက်သူတို့တရင်ပို့ပြီးတော့ပြန်သွားပြီးတော့ဖုန်းဆက်နောက်ပိုင်းဆိုင်ကိန်းနဲ့လိုက်တာပြန်သွားလို့တဲ့အရာရှိအောင်မပြန်သေးဘူးမင်းတို့ဘာလို့ပြန်တာ အကောင်လေးတယောက်သနာပါခိုးနေသလိုနေတာအဲ့မြဖုန်းကလူလူမတန်ရနဲ့ပါကို တမန်တလင်းနဲ့ဆိုရင်ညီကြီးပေါ့မ သေလဲဘာမှမဖြစ်ဘူးသူတို့တရားစွဲမဲ့သူကဘယ်သူမှမရှိဘူး ပြောရတယ်မင်းတို့ဆောက်ရှုံးမပြေလို့မင်းတို့ထားပြလေမင်းတို့ တို့ ဘာ ဘာ မှ လို့ပြောမကောင်းလို့အချိုးမပြေလို့ချင်းမင်းတို့တက်ပြလို့ရတယ် ဟေးတက်တက်ပြည်သူကိုမတရားလဲဆွဲတယ်ဟိုရောက်ရင်လဲ အဲ့ စီကံမရှိဥပဒေမရှိလုပ်ချင်နိုင်လို့ ညနေပိုင်းဘောကန်လို့လိုက်ကန်မကန်အောင်မှလိုက်ကြည့်ရမကြည့်ဘူးကတခါထိုးပြန် ကိုမကန်ဘူး ကို ဆို စိတ်နဲ့ကိုကိုတော့မှကိုကနေလို့မရ ဘာလို့လိုက် ကြည့်မကြည့်မကန်ကြည့်အဲ့လိုမှမရဘူးထိုးကြည့်ကြအောင်ချင်းလုံးဆိုလဲအတိုင်းပဲ ငါတို့တွေ့တာအပတ်စဉ်ဘလောက်အဲစင်းပြီဆိုရင်ကနေပြီဟာငါတို့ကြည့်ရပေါ်တာဆွဲခံရတယ်ပြောသေးဒီကောင်လေးကြည့်တော့ပျော်နေတယ်ဟုတ်ပါမလား အမဟုတ်ထိုင်းနေတို့လိုက် ဒါလည်းလားမင်းတို့တွေတော့ပါတယ်အဲ့တဲ့ဟာ ပြောတော့တန်းဆင်းပွဲတော့အဲ့လိုမလို့နေကင်းပတ်ကြီးတခါထိုးစင် အဲ့ထိုးစင် ကားကိုမကားလိုက်ရ မက တန်းဆင်းဆင်းလည်းမသိလိုက်ပါဘူး တင်းနှန်းဆင်းပြီးတယ်တင်းနှန်းဆင်းပြီးတော့တင်းနှန်းဆင်းပြီးသွားတယ်အဲ့ကိုပစ္စည်းတွေတိတ်ပြီးအဲ့မနေ့ကားပေါ်တက်ခံနေမှအဲ့သူတို့တိတ်နိုင်ဖုန်းတော့ကားပေါ်တက်မှပြန်ထုတ်ပြီးတာဖုန်းတော့ ဖုန်းတချို့ကြောင့်ဖုန်းတွေပြန်မရကြဘူး ကောင်းတဲ့ဖုန်းတော့သူယူမှာဟုတ်ကွာမင်းသူမရရပေးဘူး အဲ့တင်းနှန်းเจ้าမှာလဲဖြတ်တာထောင်ထူးတယ်တင်းနှန်းเจ้าမှာ လားစာကြီးလိန်ခံရတယ်ဖုန်းတွေပြန်မရဘူးပေါ်တာဆွဲတော့တချို့ကြောင့်ပတ်စံတွေပါလာ ဘာဖြစ်တယ်ညာဖြစ်တယ် အဲ့ဒါတိန်းနေအဲ့ မိ ဒါ သားစု ပြန်မ ဘာ ရ ဖြစ် ရ တယ်ညာဖြစ်တယ်ပြီးကြရင်မိသားစုခေါ်လိုက်ရင်တလွဲတွေ အဲ့ဒီတက်ထဲမှာကွာမင်းတို့တက်ထဲမှာတက်သွင်းစီလုံးညီညီမှုอ่ะဘယ်လောက်ထိပြည့်စည်နေ မရှိတော့ မရှိတော့ရှာစီလုံးမှုကတော့တိတ်မရှိ မလုတ်ရှင်လဲလုတ်မရငင်းဆန်လို့မရလို့လား သူတို့ရှင်မာတော့ဟုတ်ကဲ့ဟုတ် အဲ့သူတို့နောက်ွယ်ရအဲ့ကိုရသူတို့ဖိုးဘက်သွားပြီးတော့ကိုရနောက်ကဆဲနေပါအကောင်မြတ်တာဘူးဆဲ ဆဲရတော့အတန်းတော့မလို့စိတ်လေးရပဲ စိတ် အတန်ထွက်ပြန်တယ်ဒီကောင် လာမှာ သူနဲ့ကိုနဲ့2ယောက်ရှိနေသူ့ရှိလေသူ့ကိုသွားမစဲရတော့ကြ तू ကသူ့ဘက်ပါနေသွားပြောရင်အဲ့ဒါလည်းကြောက်ပါသေးတယ်နော် ကိုစိတ်တွေ အဲ့ဒီမှာတော့သူတို့ ကဖားရဖားတွေက ကဖားရဖားတော့အဲ့တန်တီတို့ဒီအပတ်စဉ်ကြီးတဲ့ကောင်9-6တို့အဲ့လိုကောင်တွေကကြောက်ပါတယ်အဲ့ကောင်တွေကလည်းဖဲတာကြီးပဲ5စီနီယာမှာဖြစ်တယ်ညာဖြစ်တယ်အဲ့ကျွန်တော်တို့တစ်ခါရိုင်းပြန်ပြန်ခင်ဗျားစီနီယာပြောစီနီယာဆိုတော့ကောင်အသက်ပူပါလားပူမှတခိုင်းလာပြောတယ်အဲ့လိုပဲ တုံးငါတို့ဘက်ကတုံးလာတော့စီမရ သူတို့ကဟို အဲ့ဒါကြီးကတော့ဒုံးလာပြီဆိုရင်သူတို့မှနေတယ်နဲ့ စီနီယာမနေနဲ့ရာရှိတောင်နေတရားမရှိဘူးဒုံတန်ကြရ ကြီးရဲ့ပဲပို့ကြောက် ဒုံတောင်မရောက်သေးဘူးအတန်ကြရနေနေတရားမရှိတော့ ဒုံးလာတယ်နေရာနေရာပြီးကြရင်သူတို့ကြည့်လဲမှာဝေုံတော့နေမှာပုံ ဒုံတန်ကြီးကြောက်တော့ ကိုရီးယားမှာတခါကျရင်ဝင်စရာနေရာမရှိဘူးကျွန်တော်တို့မှာဖြစ်တယ်ညာသူတို့ကအဲ့ဒါမျိုးမထိုင်ဒုံးလာပြီဆိုရင်ကာကောက်ကောင်းသွားနေ နေရာကောင်းယူတာ နေရာကောင်းပြီလားအားပြီးကြရင်သူတို့ထောက်လာဟာမင်းတို့ဘာဖြစ်တယ်ညာဖြစ်တယ်ဘယ်သွားနေရပါညာလောက်ပြန် ဒုံကြီးကိုပြောင်းပါ ဒုံးပြန်မှာ မလေး နောက်တော့ဒုံးပြန်နိုင်သူတို့အဲ့လိုပြန်ပုံပြန်ပြောဘာဖြစ်တယ်ညာဖြစ်တယ် ငါတို့မပြောဘူးလားမင်းဒီကောင်းလေးဘာမှမဟုတ်ပါနဲ့အဲ့လိုရှိမှာပေါ့မင်းတို့မြောက်ဘူး အဲ့ ပြောတယ် ပြောတယ်ကျွန်တော်တို့ကမတက်ဘူးကျွန်တော်နောက်မှ ပြောတယ်အဲ့နောက်မယူနောက်ဆုတ်တာပဲရှိ တော့เนี่ยပြစ်လေတဲ့ခဏပဲ တော့အင်အားနဲ့ကိုရင်အားနဲ့ကြောင့်ရှင်းလို့မရဘူးတဲ့သူတို့ပြောတာ ပြီးကြသူတို့ပဲထွက်ပြေးတာ တိုက်ပွဲတစ်ခုကအင်အားများတိုင်းမဟုတ်ပါဘူးဟုတ်တယ် စိတ်ဓာတ် စိတ်ဓာတ်ရှိမှာစိတ်ဓာတ်မင်းသေးကြီးငါတို့ဘက်ကရှင်းရှင်းပြောငါတို့ထဲမှာပေါ်တာဆွဲပြီးလာတဲ့လူတယောက်မှမရှိဘူးလာစာလိုချင်လို့လာတဲ့လူလည်းတယောက်မှမရှိဘူးဒီကောင်းလေးပြည်သူကိုနှိပ်ဆက်တယ်အေးဒါဒီစစ်အာဏာရှင်စနစ်ကြီးကိုငါတို့တော်လန်ကြီးလို့ဖယ်ဖြစ်ရှင်လို့ငါတို့ဒီအသက်ကိုယ့်အသက်ကိုသေခြင်းသေပါစေဆိုတဲ့စိတ်နဲ့ကိုယ့်ဘာကိုပေးတာကိုယ့်အသက်ကိုအဲ့မင်းလာမင်းအသက်ငါတို့ပေးပေါ်တာဝင်လာစစ်သားလို့အဲ့လိုမျိုးခေါ်တဲ့လူတွေမဟုတ်ငါတို့ကရောက်ငါတို့အသက်ငါတို့သေခြင်းတဲ့နေရာမှာသေဘာဖြစ်ရှင်တဲ့နေရာဖြစ်တယ်လို့ဖြစ်အဲ့လိုမျိုးစိတ်နဲ့ပဲလာခဲ့အဲ့တော့အင်အားများတယ်ငါတို့မကြောက်အဲ့နေရာမှာငါတို့သေသွားတယ်ငါတို့ကဂယုမဆိုင်ဘူးရှင်းရှင်းလေးပဲငါတို့ခိုင်မလားတခုပဲငါတို့
လုံနိုင်တယ်ငါတို့လုံတက်တဲ့လုံနိုင်တဲ့အရာနဲ့ငါတို့ပေးထားတဲ့တာဝန်ကိုငါတို့အကောင်းဆုံးလုပ်မယ်ဒီဟာနဲ့ပဲစစ်ကောင်စီကိုဒီအာဏာရှင်ကိုတော်လှန်မယ်ဒီလိုစိတ်နဲ့တိုက်ပွဲဝင်တာကွာမင်းတို့ဘက်ကကြတော့မဟုတ်မလုံချင်တဲ့ကောင်လည်းပါတယ်ဟိုပတ်စံမက်လို့ဘယ်လိုပြောလာစာလိုချင်လို့လာတဲ့လူလည်းရှိမယ်နောက်ဆောင်းရမ်းစစ်သွေးကြဘောတအားမှကျင်လို့လာတဲ့ကောင်လည်းပါမယ်အဲ့တော့ထိတွေ့မှုလည်းဖြစ်ရောအမှစိတ်တက်ချင်းရှင်တော့မှကွာနေငါတို့ကသေလဲပါမဖြစ်ဘူး तू ကသေလို့မဖြစ်ဘူးအဲ့လိုဖြစ်နေတာမင်းတို့ကသေလို့မဖြစ်ဘူးသိမှာ အဲ့နေရဆိုရင်ပြတာ3ပုံတပုံလောက်ပဲထားပြတယ် ကျွန်တော်တို့မပြောကျွန်တော်တို့ဟိုအနောက်မှာပုံမှုတော့ဟိုပြီးလိုက်ပြီးတော့အပေါ်ကအော်ပြီးဆင်းလာကျွန်တော်တို့ထွက်ပြေးရ4ယောက်ညှိတယ်ပထမတော့အဲ့ဇီးနဲ့ဘက်မှာ ပြစ်ကောင်းတယ်တို့တည်းကြီးရမထွက်တယ် ဟိုဇီးနဲ့ဘက်မှာစခန်းထိုင်တော့တိုင်မှုကဆွဲတယ်မင်းတို့နှစ်နှစ်ပြည့်လို့မထွက်ချင်တဲ့ကောင်ရှိရင်ပြောတဲ့ယာလူကလာတာတိုးပြီးမယ်ကိုတော့ဘာမျိုးကိုစိတ်ရနေမလို့ နည်းနည်းလောက်ဆိုရင်တော့တိုးရမရှိတော့ပါဘူးအောက်ကူပဲတိုးပါမယ် အဲ့ဒါရေဝါလဲယာလူလည်းမလို့ဘူးလို့လာတာလည်းမလို့ဘူးလို့နှစ်နှစ်ပြည့်လို့ထွက်ရရင်ကျင်နေပြီနောက်မှကျတော့မရတော့ဘူးရအဲ့ဒီမှာလည်းဖြစ်လိုက်ပြောကျွန်တော်ဒီကောင်လေးပြထဲမှာပဲတားရောင်းတော့ငါတို့ပြီးကျင်တဲ့စိတ်ပေါ့ပါပြီးမယ်အဲ့ဒီကောင်လည်းခဏနေမှကိုရအဲ့ပြီးတော့မှဒီမြောက်ရောက်လာအဲ့4ယောက်ကညှိကြီးတာဒီကောင်တော့ဒုံကန်းပါတယ်ကျွန်တော်ကတနက်ဟိုကောင်လေးကတနက်သူကတော့ကြည်ကန်နဲ့ဥထုတ်ပဲပါတယ်တနက်ကအပေါ်မှာထားတယ် စစ်ဘက်ပစ္စည်းဆိုင်ရာပစ္စည်းတွေရောပြည့်စုံမှုရှိလားပေးရ ပြည်တော်မှုရှိတာဆိုတော့ဒီကျွန်တော်တို့ကြီးကအင်ကြီးပေးတယ်ကြီးကဥထုတ်ပေးတယ်ပြီးတော့ကြီးတန်း200ပေးတယ်တနက်တစ်လက်ပြီးရလို့ရှိရင်သူတို့ဒီလက်နက်ကြီးပိုင်းဆိုင်ရာလက်နက်ကြီးပိုင်းဆိုင်ရာဒီ RPG တို့ဆက်လက်တို့ပြီးတော့ဟိုအီနာဂါတို့လက်ပြမိုင်းတို့နေမိုင်းအသေးလေးအဲ့ဒါလေးတဲရသူတို့ကိုရိတ်ခါတဲခြင်းတောင်ကြီးသူတို့ပေးတဲ့ပစ္စည်းနဲ့ကြောဘွေးက ကျော်ရမှာကို ကိုတကိုယ်တကာရ အားမရှိဘူးသူ တို့ တို့ ဟာကိုတကားရဆိုတော့ဘာရှိရဆိုဘိုးကတယောက်တစ်ထည်နဲ့အဲ့ဝက်6လေးတယောက်တစ်စုံဒါပဲဒီ စောင်းနေမှာနိုင်တော့စောင်းနေမှာတော့ ဒီလာတဲ့အချိန်မိုးတောက်လျှောက်ရွာနေအဲ့တိုင်းပဲရေစိုးကြီးနဲ့နေအဲ့ ပြင်သူတို့ နှလုံးပွင့်ပြီးတော့လည်း ရရှိရဟာတွေပဲ မနေ့ကကြာမနေ့စဉ်းစားရအဲ့ဒီခဏ အဲ့ဒီရစိတ်မလို့အထူသေးတယ်စိတ်မလို့ ဒီရှေ့တန်းရောက်တော့လာမဲ့ခကြီးကိုကြည့်ပြီးတော့ဘယ်လိုလဲတောင်လေးပဲမင်းတို့အောက်ကနေတက်လာတယ်လေ အဲ့ပထမတော့သူတို့က ကြည့်ပြီးတော့သွားနေတာပဲ မြေပုံကြီး ဘယ်ထိလို့တော့ပြောတယ်နောက်ပါရှိ နောက်ကစိတ်ကမရှိတော့ဘူး သူသွားနေတော့မချောက်လိုက် တောင်ရတက်ကြတာကိုကတိကဖက် အား ပြ ရ ပြ တောင်း စင်း 3000ကျော်တို့မှသူတို့တခါမနာ အဲသူတို့ပေးတာဆက်လက်ကြည့်အောင်လေးတော့ခိုးနှုံမလို့လုပ်ပြီး သူတို့သွားနိုင်တာသူတို့ကဟိုသူတို့ကြောပွဲတွေကသူတို့ပတ်စံနေတယ်သူတို့ကဘာမှလာမပါတာခါကြသူတို့တနတ်တော်မှာသူတို့ပတ်စံနေတယ်ဟိုင်းသူကဒီတိုင်းဝင်လူကြီးလျှောက်တော့ ဆိုကြောဖို့အိတ်လည်းမပါခဏကို ခဏကမှစင်ထားဒီမူကြီးဆိုတဲ့ဝတ်ဆောင်တစ်စုံပဲဒီကနဲ့အဲ့ အဲ့ ဒါ ဒါနဲ့ပဲပတ်ထိုးနေ တနတ်တော်မှာသူတို့ဗစမတ်ဆိုပြီးအဲ့မှာတယောက်နှစ်ယောက်ဘေးနာခေါ်တာအဲ့ကောင်ကြီးကတဲရတယ်ကျိုးကိုရောတနတ်တွေပြန်သူ တို့ တို့ က ပေး လည်း တာ ဝင်တော့ဦးတယ်ကတော့တေးပေါ့ပိုးပြီးပြန်မှ နေရောမကျင်တာဘောမကျင်တာမတော့သေးရောမပြီးရတော့တော့ဘယ်သူကပေးတယ်နေအဲ့ဒီ အဲ့တိုင်းမှုကပေးတယ်လို့ပြောတာ ထောက်ပဲနေလို့ပြောတယောက် သူတို့ထောက်ပံ့ရတဲ့တိတ်မယုံပါဘူးဟို9000သွားတော့အဲ့လိုပဲထောက်ပံ့တယ်ဆိုပြီးဆက်လက် ရွာတွေကဟာဒီခိုး စကလေး ပြီး ဘူးတွေနဲ့မုတ်တွေနဲ့ပြီးတက်တဲ့ရောက်လာစားတဲ့ချင်းချင်းလာစားတွေကပြန်ဖက်သွား ပြန်မြောက်ပါ အကုန်လုံးဖြတ် အဲ့သူတို့ဝယ်ပေးရတာမဟုတ်ပါဘူးမင်းတို့အမှ ထောက်ပံ့တာဆိုပြီးတော့ဖွာစား တပြားရွာဝင်တွေ့ကြရအကုန်ဆွဲယူဆွဲရောင်းအဲ့ရတဲ့ဟာ ရာရှိဆိုင်ရခိုးလာ ဆိုင်ကယ်တွေကားတွေအော်ပါလေဆိုတာဟာတွေပဲလိုက် အဲ့ကျွန်တော်ဒီမောတော်သွားတော့ဆိုတိုင်းမှုဆိုရင်ဒီလို4ဝီပုံစံလို့ရအဲ့ကားတစ်စီးမောတော်နေယူရတာ ဘယ်သူမှမလာမသိ မသိရေတိုင်းကြီးတင်လာတာအဲ့မှာဘေးမှာဟိုဟာပါလဲကျွန်တော်လူနာကားနဲ့ရှင်ရတာအဲ့ကပြီးတော့ရေတိုင်းကြီးတင်လာတယ်အဲ့ရေတိုင်းကြီးကိုချပြီးတော့အဲ့ကောက်ပေးထားတန့်စင်ပြီးတော့ယူသွားတာ အပိုင်မဲ့ဆို နာမည်တော့ပေးတာစစ်တခိုး ဆိုင်ကယ်ရောအားကြီးပဲ သူတို့ရှင်းရတဲ့လူပြန်ခေါ် စစ်တခိုး နောက်ပြတိုင်းပြန်ခေါ်တကယ်လည်းခိုးလာ အကုန်ပြွာတဲ့တွေ့ရအကုန်ယူ အဲကွန်းနေပါဖြစ် ပုံခိုးအဲကွန်းအောင်ချာ ကြီးပိုက်ခွာရောင်း ရှိပိုက်အဲ့လိုတော့အဲကွန်းနေပါအကုန်ဖြုတ် ကားပါဆိုလာလည်းခိုးမိသက်တယ် ဆိုင်က ဒါပေမဲ့မင်းတို့မရပါဘူး သူတို့ သူတို့ပဲအကုန်သိမ်းတာ ကျွန်တော်တော့မှတော့စပိန်လေးတစ်စီလိုချင်လို့အဲဟိုတက်ကြက်ကြီးသွားပြီးတရင်ပို့တာမရတော့ဘူးတဲ့ကားတင်ဖို့အောင်မဆိုင်ကယ်လေးနဲ့ပြည့်နေပြီတဲ့ ဆိုင်ကဒီမကောင်းတာလဲသူတို့အဲ့ဆက်ကိုရောက်နှုတ်ပြီးတော့တိုင်းထီရောက်ပြန်ပြီယူပြီးအဲ့တက်ထဲမှာပြန်ရောက်တာ4-5သိန်းနဲ့
အလုံးနဲ့ပဲလုံနေကြ အဲ့ တချို့ကျတယောက်တည်းကို ဒီ နှစ် အ ပြီး ပတ် သုံး စဉ် ပြီးကြတာ အပတ်စဉ်16ရက်ကောင်းနေဆိုရင်တော့မှဘီရိုက်တစ်စီးယူတာအဲ့တက်မှာပြန်ရောက်လိုက်တာ15သိန်းရ ဟာခိုင်သွားတော့နော် အဲ့15သိန်းရလေတောက်တာစားတာဘီယာတောက်လိုက်အရက်တောက်လိုက်နေအဲ့သူတို့လည်းအရာရှိနဲ့ပေါင်းတာတော့အရာရှိကသူတို့ကြောက်ဘာမလို့ဆရာတွေကစအဲ့ကိုရီနည်းနည်းလေးမမရမှားတာနဲ့ဝင်ထိုးတာ ကဖားရပါလောက်တာသူတို့